လူတယောက်စိတ်ပူတယ်စိုးရိမ်နေဆိုတာစိုးရိမ်နေသူရဲ့စိတ်ထဲမှာသူရှိနေလို့ပါမဟုတ်ရင်သွေးမတော်သားမဆက်ဒါမျိုးတွေဘယ်သူကဖြစ်နေမလဲအဲ့ဒါကြတော့ချစ်တယ်ဆိုတာမျိုးမဟုတ်တော့ဘူးဗျတန်ရောစဉ်ဆိုတာမျိုးဖြစ်သွားတယ်ယူဆိုင်ပါစိတ်ပူတယ်နော်နေကောင်းချမ်းသာပါစေလို့လေဆူတောင်းပေးနေတတ်တာမျိုးပါအနေဘလောက်ဝေးဝေးသွေးအေးမသွားပဲနဲ့အချိန်ပေးနေတတ်တာမျိုးပါပြောင်းနေရှာမယ်မတွေ့ရင်စိုးရိမ်နေမယ်တစ်ခါတစ်ခါမကြတတိယနေတတ်တာမျိုးပေါ့သူတိမတိကိုယ့်ရင်ထဲမှာသူရှိနေတာတော့သိချနေပါပြီမညာပဲပြောရရင်သူ့ပုံလေးတွေကိုတစ်စိမ့်စိမ့်ကြည့်ပြီးတော့တရိပ်ตายနေမိတာမျိုးပေါ့ကိုယ်အမြဲဆူတောင်းနေမိတာကချစ်တဲ့သူတိုင်းလည်းညားကြပါလေညားတဲ့သူတိုင်းလည်းချစ်ကြပါလေဆူတောင်းနေ